So history ကိုပြကြည့်လိုက်မယ်ဆိုရင် match လ1942ခုနှစ် The Force of Record defense တွေဘာမှမရှိတော့တဲ့ British တွေက match 9ရက်နေ့မှာ online နေ port facilities တွေကိုဖျက်ဆီးပြီးတော့ထောက်ကွာတားခဲ့ပါတယ်။ထို့အချိန်မှာဂျပန်တွေကရန်ကုန်မြို့တော်ကြီးထဲဝင်ပြီးတော့ရန်ကုန်မြို့ကြီးကိုသိမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ချိန်မှာတော့ Green နေထူနိုင်ရှိနေခဲ့ရင်ဂျပန်တွေကစစ်လက်နဲ့အင်အားပြည့်နေဝဝဝန်းတုံးကအာရှမှာအင်အားကြီးဆုံးနေရာတွေအများကြီးကိုခဏလေးအတွင်းမှာသူကသိမ်းနိုင်ခဲ့တာသူက horrific crimes ကိုကျူးလွန်ခဲ့ပြီးတော့အခုခေတ်ကျ Hello Kitty တို့ anime game ဆိုပြီးနေသူကဘာမှမဟုတ်ပါဘူးပေါ့ဒါပေမဲ့တစ်ဖက်မှာ Green နေထူနိုင်တကယ်ဘာမီရှက်နော်ပဲသူ့မှာရောဘာရှိလို့လဲတက်ရတာမလွယ်သူ့မှာငယ်ပါနဲ့မီးလက်ဝါတိုက်ပါဝဲအဲ့လိုမဟုတ်သေးဘူးဘာလို့လဲဆိုတော့လူသားသမိုင်းမှာရှိခဲ့သမျှမာရှယ်အာတွေကိုကွေးနေထူတာတက်တယ်ပြန်မယ်ဆိုတာကွေးနေထူတာတခါတော့ချီးပေါက်လိုက်လို့ဖြစ်နပိုလီယန်ကရုရှားကိုတိုက်တော့ရုရှားကောင်းဆောင်တွေကိုစစ်ပြူအားတွေပေးကြကွေးနေထူတာလေအဲ့ကြောင့်လေရုရှားကနပိုလီယန်ကိုစစ်ပွဲမှာနိုင်ခဲ့တာဒါရမပြီးသေးဘူးကွေးနေထူတာကတခါတော့လက်ပြီးပေါ်တက်ပြီးတော့တခြားမင်းတဲ့အောင်မှစစ်တူတွေထိုးခဲ့ပြောတော့နိုင်ခဲ့အဲ့တော့အာရှမှာအကောင်းဆုံးစစ်တပ်နဲ့အကောင်းဆုံးလူသားတို့တွေ့ဘာတွေဖြစ်ကြမလဲဟုတ် history တိုင်းပဲစိတ်ကူးရေးကြည့်လိုက် match လ1942 Japanese တွေနဲ့ BIA Burmese Independence Army တို့က10နာရီလောက်မှာ Rangoon ထဲကိုဝင်လာတယ်။နှစ်ကင်းကြောင်နာရီထက်မှာဂျပန်တွေရဲ့215 regiments ကရောက်လာတယ်။ဒါပေမဲ့သူတို့လမ်းမှာညူတွေကစပြီးတော့ဆိုင်းလာတယ်။အဲ့ချိန်မှာသူတို့ရဲ့လမ်းရှိမှာခမောင်းနဲ့ပိတ်ရနေတဲ့အရာတစ်ခုကိုတွေ့ရတယ်။7မိနစ်တောင်မကြာလိုက်ဘူး။တက်ရှင်တဲ့ဂျပန်တပ်တွေကနောက်ပြန်ဆုတ်သွားကြပြီ။မြန်မာပြည်သားတွေလည်းရုံးဆိုင်ကဖြစ်တာတွေတိတ်တော့မှအပြင်ကိုထွက်ကြည့်တော့တေဆုံးနေတဲ့ဂျပန်အလောက်တွေပေါ်မှာရက်နေပြီး over fan တွေနဲ့ကိုင်းနေကြတာတွေ့ရရတယ်။မြန်မာတွေကတော့သူ့ကိုအဆုံးမြင်ကြတယ်။ဘာလို့လွတ်လပ်ရေးကိုတားဆီးခဲ့လိုက်ရလဲပေါ့လူတွေကသူ့ကိုမုန်းကြတယ်ယူရှာကြတယ်ခုကိနောက်ပိုင်းကျမှအဲ့တုန်းကဂျပန်ရဲ့ဒီရချက်ကိုကြည့်ပြီးတော့ဘောပေါင်းနားလည်ခဲ့ကြတယ်โอเคစေးစားကြည့်လိုက်ကြလို့နေတူးနိုင်ကသူတို့တရုတ်တက်တွေနဲ့အင်ချဆိုရောသူကဘယ်လိုလုပ်မလဲနေတူးနိုင်လို့ညင်မြင့်မာတဲ့လူတယောက်အနေနဲ့ကတော့သူကနောက်ကိုလေးလေးမြမြပြန်ဆုတ်မှန်ဆိုတာသူတို့ဆုတ်သွားတဲ့တောင်တွေတောတွေကိုမိုင်းကြီးနဲ့ဖောက်ခွဲမယ်သူတို့ဂျပန်တွေလာနိုင်တဲ့တောတွေကတောတောင်တွေထဲကလမ်းတွေကိုလည်းဖျက်ဆီးမယ်ပြီးရင်တရားတွေကိုလည်းဖျက်ဆီးအဲ့လိုဆိုရင်ဂျပန်တွေရဲ့သူတို့ရဲ့ advance ကိုနှိကွေးစေပြီးတော့ defense force ကို reorganize လုပ်လို့ရမယ်အပြင်မှာကျတော့ဒီဗမာတွေတေချာမလုပ်ခဲ့တာသူတို့ရဲ့ time ပဲ time ကတကယ်တော့ biggest ဆိုဖို့လို့ပြောလို့ရတယ် British defense ကအရင်ကို straight line အရင်ဆန်လို့နေအဲ့တော့ Green နေထူနာသူတို့ကို defensive zone တွေကိုအမြဲတမ်း fall back လုပ်ပြီးတော့ရှမ်းတောင်တန်းတွေပေါ်ရတဲ့ FU tactic နဲ့တုံးမှတေးချတယ် Jacket Gorilla resistance တွေကိုတုံးမှတေးချတယ် Did that tree just speak Burmese တကယ်ပြေမှာ coordination မရှိကြဘူး Chinese force and English force အဲ့တော့ Green နေထူနာကဂျပန်တွေကိုပြန်ပြီးတော့ခုခံနိုင်ဘူးဆိုရင်သူ့မှာ better plan ရှိဖို့လိုတယ်သူ့မှာ Chinese နဲ့တိုင်းသားတွေပြီးတော့ British တွေက unify ဖြစ်ဖို့လိုတယ်အဲ့တော့ဘယ်ရမလဲသူကစီးလုံးနိုင်တော့ Green နေထူနိုင်စီးလုံးတာကောင်းတယ်ဟုတ်တယ်မလားအဲ့လိုနဲ့ပဲနေယူနိုင်ရဲ့ငြိမ်းရည်တီတုံးပြီးတော့သူ့ရဲ့ strategy တုံးပြီးတော့သူ့ရဲ့ skill တွေတုံးလိုက်တဲ့အချိန်မှာ live show ကိုအောင်ရတာခုခံနိုင်ခဲ့ပါတယ်ဒါပေမဲ့ live show ကိုခုခံရုံနဲ့ဘယ်ပြီးမှာရောမြန်မာနိုင်ငံကြီးကိုပြန်သိမ်းဖို့လိုတယ်လေအဲ့တော့နေယူနိုင်ကပထမဆုံး United Burmese Resistance ကိုသူက declare လုပ်လိုက်ပါတယ်တိုင်းတိုင်း nationalist software တွေကိုဂျပန်တွေနဲ့တောင်းမပေါဖို့ convince လုပ်လိုက်မယ်ပြီးတော့ Unified Burma Nation ကို form လုပ်မှတိတ်ချတယ်ရှမ်း ကရင် ကချင် ချင်းတရုတ်ပြီးတော့တခြား alliance group တွေနဲ့သူတို့စီ support တွေရမယ်အဲ့ကနေစပြီးတော့လာချိုရဲ့တောင်ပိုင်းစပြီးတော့သူတို့ရဲ့ army ကို push လုပ်မှာပေါ့တပြိုင်နက်တည်းအတွင်းပဲ organize လုပ်ပြီးတော့ဒီ lower Burma ကိုတိမ့်ဖို့ထိကပ်လာမယ်ရွယ်ကိုရဲကိုပြီးနေတဲ့ Japanese supply lines တွေ rail lines တွေကိုဖျက်ဆီးမယ်ပြီးတော့ Japanese Central Force ကိုဝိုင်းဝိုင်းလိုက်မယ်အဲ့လိုလုပ်တဲ့အချိန်မှာ
ဘယ်လိုထဲမှာရှိနေတဲ့ Japan Finnish Army တွေက isolated ဖြစ်လာမယ်သူတို့မှာ exhausted ဖြစ်လာမယ်ပြီးတော့သူတို့မှာ surprise တွေမလုပ်တော့ဘူး Okay phase 5တကယ်ဟိုဒီတစ်ခုက cake ပေါ်ကို cherry တင်လိုက်တယ်လို့ပဲတကယ် final blows allies တွေနဲ့ပေါင်းပြီးတော့ပတ်လေရတယ်စစ်တပ်နဲ့တခါလေးရန်ကုန်တိုက်ပြီးတော့ Japanese ရဲ့ချက်ပေါက်တွေအကုန်လုံးပိတ်လိုက်တာပဲတော့အဲ့ချိန်ကနေစပြီးတော့ Japanese ကိုအောင်မြင်စွာခုခံနိုင်ခဲ့ပါပြီwait ဒီကနည်းနည်းများအသိပံကိုမရှိရနောက်တဲ့ scenario စဉ်းစားကြည့်အောင်ဂျပန်ရဲ့သူ့ရဲ့ objective ကဘာမာဘုတ်ကိုဖြတ်ဖို့ရယ်ဘာလို့လဲဆိုတော့ China က Atlantic supply ပြီးတာပြီးတော့ဘာမာရှိနေတဲ့ British ရဲ့ Arna power တွေထုတ်ချဖို့ရယ်ဒီ West South ကို secure လုပ်ပြီးတော့ Thailand ကို project လုပ်ဖို့ရယ်ကဲလို့ဂျပန်ကမြန်မာနိုင်ငံကိုသိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် China ကိုလည်း isolate လုပ်လို့ရမယ်အရှေ့တောင်အာရှရဲ့မှာဂျပန်ရဲ့ position ကိုလည်းပိုပြီးခိုင်မာစေရယ်ဘာမာကိုသိမ်းတဲ့အောင်မြင်မှုတွေရမယ်။အစားတွေက British တပ်တွေကစုံနေပြီ။ပြီးတော့ Chinese နဲ့ British ရဲ့ coordination communication ကကြတော့မကောင်းဂျပန်တပ်ကလည်းထိနာရပို့ပြီးတော့ရန်ဆန်တယ်။အဲ့တော့သူတို့က Rangon ကိုတင်းလိုက်တယ်ပဲထားမှတော့ Rangon ကိုတင်းပြီးတော့အရှာပြည် Medley တင်းပြီးတော့လာရှို့တိတ်မှုလုပ်တယ်ပဲဒါဘာလို့လဲဆိုတော့လာရှို့ကအဓိကကြာမှာလို့လာရှို့မှာဆိုရင်ဗမာမျိုးနဲ့ China နဲ့ supply line ရှိအောင် in history April 29ရက်နေ့1940နှစ်မန္တလေးရတယ်ဂျပန်စစ်တပ်ကလာရှို့တက်လာတယ်အမှတရုတ်စစ်သားတရုတ်တပ်ကလည်းခုခံဖို့လုပ်ပေးမယ်သူတို့က supply ရင်းနေပြီးတော့ပြင်ပန်းနေရကြောက်မခုခံနိုင်ခဲ့ဘူးအဲ့တော့လာရှို့ကအများကြီးတိုက်စားမလို့ပဲနဲ့တိတ်ခါလိုက်ရတယ်ပေါ့ဒါပေမဲ့ကဲလို့ကွင်းနေထူနိုင်ကဂျပန်တွေကိုပြန်တိုက်ထုတ်နိုင်ခဲ့ဒီဗီဒီယိုကြည့်ပြတဲ့အားလုံးပဲကျေးဇူးတင်ပါတယ်။တမိုင်းကလည်းပို့ပြီးတော့နားရကြမယ်လို့ထင်ပါတယ်။ Choose